အားလုံးကိုမော်နီပါမင်္ဂလာပါအခုဟိုတော့ယူမှာအတီးကုမ္ပဏီမှာအပြီးတော့ယူမှာဖြစ်ပါတယ်မှာပြင်မှာလဲမိုးတွေတအားရွာနေဆော်ရီထားပြီးတော့ပြင်မှာမိုးတအားကောင်းတယ်နေပါရလာအားလုံးနေပါတယ်ဘတ်ဖလိုမိုးသူကစနိုးကုမ္ပဏီတော့ຫນွေဦးရာသီကြောင်းချိန်နဲ့ရာသီကြောင်းချိန်မှာမိုးကတော့သူ့လက်ပဲပြီးသွားတယ်ဒီနေ့ပါဒီနေ့စနေနေ့တိုင်းအပြီးတော့ယူတယ်မိုးတအားရွာတယ်မိုးတအားချမ်းမော်နီပါဒီနေ့စနေနေ့အလုပ်နားတယ်ဒီနေ့အလုပ်နားတယ်ဆိုတော့အတီးကုမ္ပဏီမှာအပြီးတော့ယူမယ်တော့ယူပြီးတော့ဒါရလာမင်းပြီးရတဲ့ဟာကိုမနေ့ပြကြရင်တော့ပြန်ဝေရမယ်စမူစာစားတယ်ဒီစမူစာစောပေမူစမူစာစားတယ်要不然没嘛好玩了，不打远。什么啥阳光？多久了？就能。还会带人，还会。စမူစာရကောင်းတယ်စောပေမှုကြော်လာပါအာလူကျက်တုံရအာလူရ我打的。我打的吧嘞。တန်တဒါကြီးอ่ะတန်တဒါရှင်းမှာတွေ့တာကကနေဒါနိုင်ငံကိုသွားတဲ့တရားပါကနေဒါနိုင်ငံကိုသွားတယ်ဟိုဘက်ကကနေဒါဒီဘက်ကအမေရိကန်မှာလူတွေဝါးနေတယ်မိုးလက်ကြီးอ่ะမိုးတအားများတယ်မမြင်ရတော့ပါလား
နေပါတယ်ဒါပေမဲ့မအေးတော့ဘူးမိုးရွာပြီမဲ့လေအဲ့ဒါတို့2ယောက်သွားတယ်ဟိုကမိမမိုးရွာလို့မပြေးလိုက်တော့လိုက်တော့လိုက်ချင်ကြပြီမဲ့ကားမောင်းဒီလိုပါပဲရှင်းမှာဘာမှသိမမြင်အောင်ဟိုဝါအဲ့အလားတစ်မျိုးပဲ送电把人家有送电把钱送电把钱人家把人မိုးတက်ပြီမိုးပြန်တိတ်သွားပြီ15မိနစ်20လောက်မောင်းရတယ်15မိနစ်အသွား15မိနစ်အပြန်15မိနစ်အပြီးရုံတစ်တီဝလံပဲပွဲရုံအပြီးပေါင်းစုံရှိတယ်ဒီမော်ဒီတို့မော်ဒီတို့တမယာဒီတို့မျိုးစုံပဲခရမ်းညီဒီတို့စတော်ဘယ်ရီတို့မျိုးစုံရှိတယ်ဒီရုံကိုသွားနေပါတယ်ဒီရုံသွားနေပါတယ်ရောက်တော့မယ်နောက်3မိနစ်လောက်ဆိုရောက်exit 3မှာထွက်မယ် exit 3မှာထွက်မယ်အဲ exit 3 exit 3မှာထွက်ပါတယ်တချင်းတွေကအကုန်လုံးနားထောင်လို့ကောင်းတယ်ဒါပေမဲ့တစ်ခါမှအလွတ်ဆိုလို့မရဘူးပြင်းနေရနားထောင်တော့ကြားလာပြီချင်းနေရကြစာသားတွေကမရရောက်တော့မယ်ဒီချင်းလည်းကောင်းတယ်ရမ်းကြိုက်ရောက်ပါပြီအလုတ်ယုံကိုရောက်ပါပြီ
လောက်ရုံနာမည်က Jane Desirio ပါလောက်ရုံနာမည်လောက်ရုံသူနာမည်ကလောက်ရုံနာမည်ပြောင်းလောက်ရုံနာမည် Jane Desirioရအတင်းနံပါတ်ရမယ်တော့မသိဘူးရတဲ့ဟာတော့ကုန်ကားကြီးတွေရှိတယ်သူတို့ပစ္စည်းတွေတိုက်တယ်တော့ပါပြီဒါပေမဲ့တော့ပါပြီခင်ဗျာဗီဒီယိုတော့ခဏပိတ်ရမယ်အထဲဝင်ပြီးတော့ပစ္စည်းတွေယူမယ်ဆိုတော့ဗီဒီယိုတော့ခဏပိတ်ရမှာပါခင်ဗျာကားတွေကုန်ကားတွေပစ္စည်းတွေနဲ့ကားတွေစာယူအားပေးတယ်လောက်ရုံကဒီစူပါပရိုက်ဇာတွေအသက်ကြီးပြီ50ကျော်60 90သူတို့ကြားရမှကြိုက်စမူစာတို့ပါလို့ဆိုစမူစာအသီးလာယူပြီးတော့ပြန်တော့မယ်အသီးတွေအများကြီးရတယ်နော်ဒီမှာအသီးတွေတပုံကြီးခရမ်းသီးလည်းရခရမ်းသီးလည်းရတယ်ခရမ်းသီးတို့အာလူးတို့ရပါတယ်ခင်ဗျာအသီးရခရမ်းသီးရအာလူးရစုံမနေမော်ဒီတမယာဒီရခဲ့တာဆိုမှဟိုကီဝီဒီလည်းရတယ်ကီဝီဒီလည်းရတယ်ကဲပြန်ဝေမယ်ပြန်ဝေဖို့ပြန်ပြီးတော့စီစဉ်လိုက်အောင်ကော်ဖီတောက်အိမ်ပြန်မယ်ခဏနေကြာရင်တကြံသမင်းတော့စားအောင်မဲတကြံသမင်းစားဖို့ဖိတ်တာတကြံလားတကူလားမှာတကြံသမင်းစားမယ်မုံလုံးရေပေါ်စားတယ်โอเค go home ရှင်ဖွင့်လာပါချင်းလေးနဲ့ပြင်ပြန်မယ်မာယာလေးဆောင်းလေးပါနော်တော့ဒီတော့ပါဘုံဝေးမှာyouတစ်တာပါလေးလောက်တဲ့ရုံတစ်တာပါလေးတွေလောက်တာရဲ့ဒီနားမှာတော့အလုံးယုံတက်ပါဟိုတစ်တာပါလေးဒီမှာနေကလောက်ယုံအလုံးယုံပြန်တော့မယ်ဘိုင်ဘိုင်I will
Skyway ပေါ်မှာတက်ပြီးတော့ပြန်မယ်15 minute 15 minute 15 minute ကားမောင်းပါတယ် driving 15 minute ပါဒါကအပတ်စဉ်လုပ်နေကြလုပ်ပါပဲကျွန်တော်ရဲ့ဒီအပတ်စဉ်အသီးရုံမှာအသီးတွေလာယူတယ်လာယူပြီးတော့တခြားလူတွေကိုပြန်ပြီးတော့ပေးဝေတာဖြစ်ပါတယ်ဒါကအပတ်စဉ်ကျွန်တော်ရဲ့လုပ်နေကြအလုပ်ဖြစ်ပါတယ်ခင်ဗျာအပတ်စဉ်ကုသိုလ်ရပါတယ်ခင်ဗျာချေဘိုးတိတ်သွားပါHighway 190 highway Downtown ပါဆိုတော့ဆိုင်နေတယ်မြူကိုတွေဆိုင်နေတယ်ခုနမိုးရွာတယ်မနေ့ကမိုးရွာပြီးတော့အခုမိုးတိတ်သွားတော့မြူကိုတွေပဲကျန်တော့ဒါရှင်းမှာဘာမှမမြင်ရဘူးလားမလားမသိရင်ကောင်းကင်ပေါ်မှာကားမောင်းနေရတယ်လို့မျိုးကောင်းကင်ပေါ်မှာကားမောင်းနေရတယ်လို့မျိုးဝါတာတာစိတ်ချမ်းသာတယ်တွေ့ရမြင်ရတာရဖို့ကောင်းပါလားရာသီဥတုကအေးဆေးပဲဘာမှအနေနဲ့မရှိဘူးဒါရားနေရောပဲရှင်းမှာဝါတာတာဒါတော့ဝါတာတာနေရတော့ရှင်းမှာခဏီတာတာဝါတာတာပဲတွေ့ရပါပြီဒီကိုတွေပြန်ကြည့်ပါပြီတနေရာနဲ့တနေရာမတူဘူး။သွားချတဲ့နေရာချတယ်မချတဲ့နေရာမချဘူး။
ကိုစိတ်ချမ်းသာမှုကတော့ကိုယ်ပဲရှာအဓိကကိုစိတ်ချမ်းသာဖို့ကကိုယ်ပဲအဓိကပဲကိုစိတ်ချမ်းသာအောင်မနေတိုင်းတော့ကိုယ်ကဆန်လာတရားမှုကတော့ကိုရှာမှာပါခင်ဗျာဟုတ်ပါဘူးမစကိုင်းဝေးတရားတွေလာမလားတရားတွေဆက်ဘာတွေရလာလဲဆိုတာကိုအိမ်မှာရောက်မှပြတော့ကားထဲမှာတော့ပြလို့မရတော့ဘူးเนาะအိမ်မှာရောက်မှပြမယ်highway မှာပြီးပါပြီ highway လမ်းဆုံးပြီးတော့ရွာထဲကိုဝင်တော့မယ်အိမ်ကိုပြန်တော့မယ်အိမ်ကိုရောက်တော့မယ်ဒါမှမင်းလည်းရှိရေတွေခဲနေတန်ထဲမှာလည်းချောင်းထဲမှာရေတွေခဲနေတယ်ကြည့်ကြလားကြည့်ကြည့်လည်းရိုက်ကြမယ်ချောင်းမှာရေခဲတာခဏကြာရိုက်ကြမယ်နော်မှာရေခဲတာကြိုက်ပြဖို့အသက်ဆင်းလာ။ကျောင်းမှာရေခဲတာပြဖို့။ကျောင်းမှာရေခဲ။ highway နားမောင်းလာတဲ့ highway ကျောင်းမှာရေခဲတယ်။ရေခဲတယ်လားမလား။ပြန်တော့မယ်အေးတယ်ချောင်းမှာရေခဲတာကိုသစင်းရိုက်ဆက်မတဲ့ဓာတ်တွေပါရှိတယ်ချောင်းမှာရေတွေခဲနေပါတယ်မူစာပစ္စည်းရတဘူကြီးမှာပြန်ပြီးပါတယ်ส่งไหมเดี๋ยวดีลูกมาลูกส่งมาไม่ได้มายี่สิบยาแบบนี้ไปแต่เปลี่ยนเวลามาเซนิเซียคงเวลาเลยเซนิเซียเวลาပြန်တော့မယ်ခဏမှလှတော့ခုနကတော့ဆင်းရတယ်သွားလေရောက်လေဗီဒီယိုရိုက်ပြီးတော့မှတ်တမ်းတင်တာတော့ဝါသနာပဲဘာဖြစ်လို့ဆိုကိုရောက်ခဲ့တာတော့မှတ်တမ်းတင်ရမှာ
တော့မယ်ကျွန်တော်တို့ရက်ကွက်လေးကလှပါတယ်အိမ်လေးတွေတဲတဲပူပူလေးတွေဒီ family အိမ်လေးဒါကအိမ်လမ်းကိုရောက်ပါပြီ Belmont Street ပါ Belmont Street ရောက်ပါပြီအိမ်ကိုရောက်ပါပြီဒါကျွန်တော်တို့အိမ်မှာကျွန်တော်တို့အရာလာရှုပ်ပွားအိမ်နောက်ဖေးတီဝင်လို့ရတယ်ရောက်ပါပြီတို့ရအားလည်းမှာတော့ပစ္စည်းအပြည့်ပဲပါတယ်ပါရီမောင်းဒီစနေကြရတော့ဝယ်လာပစ္စည်းစုံခရမ်းကျင်သည်ခရမ်းကျင်သည်တွေပါခရမ်းကျင်သည်ပါရဗမ်ယာဒီလေမော်ဒီဗမ်ယာဒီ
ရှိတယ်စင်းအောင်ရှိတယ်ဟိုဘက်ကတကယ်ချင်းပေးလို့နေကဟုတ်ပေးလို့မြောက်ပေးမှာပါမြောက်ပေးဖို့တက်ဒါကဒီနေ့ရလာတဲ့ဟာတွေပါဒါဒီနေ့ရလာတော့မှာတမ်မျိုးဒီရဲ့ kiwi ရဲ့ orange ပါတယ်တော့ sweet pepper yellow pepper ပါတယ်မြုပ်ပွားဒီ kiwi ကြမ်းကျင်ဒီမြုပ်ပွားဒီအစတမ်မျိုးဒီလေမော်ဒီမျိုးဒီဒီရလာတဲ့ဟာဒီရလာတဲ့ဟာတွေပါကားထဲမှာအာလူတွေရှိတယ်အာလူနဲ့ဒီကြက်သွန်တွေကဟိုအထဲမှာခရမ်းရောင်ကြက်သွန်တွေခရမ်းရောင်အာလူအိတ်တွေဒါများများခရမ်းသီးလည်းပါနော်ခရမ်းသီးတွေပါတယ်ခရမ်းသီးနဲ့ပါမနေ့ပြင်မှာဝေးမှာပါဒီနေ့မဝေးသေးပါဘူးเนาะမနေ့ပြင်တော့ဝေးမှာပါခင်ဗျာမနေ့ပြင်ကြရင်တော့တော့ယူကြပါလာယူကြပါเนาะမနေ့ပြင်โอเคဘိုင်ဘိုင်ဒါကတေးတောင်ကိုကဝိုင်းထည့်လေးဒီမှာနည်းနေသေးလားရုပ်ပွားဒီနှလုံးထည့်ရုပ်ပွားဒီနှလုံးစိုက်ကြကြိုက်တယ်စိုက်ရုပ်ပွားဒီနှလုံးဒါကတေးတောင်ကိုတစ်ခွက်တေးတောင်ဒါကျဘာလို့好了好了谢谢谁那人那个地方谁不家ดูเคียนี่นะลองต้องแท็กเคียนี่นะลองให้ขาดทุกวันอยู่แล้วให้มันเร็วดิกว้างมากเต็งดองตาเต็งดอง那龙นี่ก่อนนะลองตัวยากดิเต็งดอง那个你在不了ဒီလေးတော့ဒီမှာလည်းရှိတယ်။တေးတောင်ကနှလုံးပြန်စီရတယ်။ဒီနေ့ပြန်ပါ။ဒီနေ့ဒီတော့ပါ။ရှာလို့ပေါ့သူထည့်ပြီးတယ်တေးတောင်ကိုတစ်ခွက်ဟိုခရမ်းသီးပါမယ်။တေးတောင်ငရုတ်တီထည့်မယ်ဒီမှာကြည့်ဒီမှာလေငရုတ်တီထည့်မယ်တေးတောင်သားကွက်တီတေးတောင်ကိုခရမ်းသီးနှလုံးငရုတ်တီပွားသီးနှလုံးရုပ်ဒီ3 5လုံးရှာလို့ပေါ့ဝိုင်းလို့တယ်နော်ဟုတ်ပါဒါအပတ်တိုင်းလူရတာပြန်ကျေးဇူးတော်ပဲဘုရားသခင်ကျေးဇူးတော်ကြောင့်အပတ်တိုင်းပေးဝေရတယ်မိသားစု10စု15စုအစု20အပတ်တိုင်းပေးဝေရတဲ့ခင်အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာမြုပ်တီပြီးရင်ခရမ်းကျင်သီးလာအောင်မယ်ခရမ်းကျင်ထည့်မယ်မှာမြုပ်တီရခရမ်းကျင်သီးရတဲ့တပုံပေးတော့ကပ်ရတဲ့အတွက်ကျေးဇူးတင်တော့အပတ်တိုင်းပေးလူရတာဟိုကြည့်တပုံရှာလို့ပေါ့လာမလားရှာလို့ပေါ့ပြင်မလေးစိတ်ရင်တဘောကောင်းတဲ့ကြရင်မလေးပါနော်ဟိုရှာလို့ပေါ့ပါရှာလို့ပေါ့နဲ့လင်မယားတယောက်လက်ညီတွဲညီမပေးလူတဲ့နေရာမှာလည်းတူပဲနော်ငါလုံးတော့ရောက်ချက်ပြတဲ့နေရာငါလုံးဆိုပါငါလုံးစီလေဒါမှလာဟောပေါ့အောင်ဟိုပြန်ကြည့်ငါလုံးဟိုရှာလို့ပေါ့ပေးဝင်မှာဖြစ်ပါတယ်နော်ဒီမှာစုံတဲ့ခရမ်းသီးရယ်အာလူးရယ်စုံပဲဒီပတ်ပေးဝင်မဲ့ဟာတွေဖြစ်ပါတယ်နော်ကစုံလည်းပါတယ်ပတ်တိုင်းပေးလူရတယ်နော်ကျေးဇူးတင်တယ်နော်ကစုံထုတ်ထည့်လိုက်တော့ကစုံလေးဒါကစုံဥပါနော်ရတယ်ထုတ်ထည့်လိုက်တစ်လုံးတစ်လေတော့ပါမှာပဲနည်းနည်းပါမကောင်းတဲ့ဟာလေးတွေရေစားကစုံကထုတ်ပါတယ်နော်ရေစားပေါ့ဒါတေးတော့8အိမ်တောင်စုဒါကတော့8အိမ်တောင်စုဟုတ်ကီဝီတော့မထည့်ရသေးဘူးကီဝီလည်းထည့်မလားမှာကီဝီထည့်ပါ5လုံးထည့်ကီဝီက5လုံးထည့်လိုက်ကျွန်တော်ပေးဝေတဲ့ company ကိုလည်းကျေးဇူးတင်ပါတယ်နော် company နာမည်က Jane Distillery ပါနော် Jane Distillery company ကနေပြီးတော့အပတ်စဉ်တိုင်းပေးပါတယ်အပတ်စဉ်တိုင်းတော့ယူပါတယ်နော်ဒီမှာကြည့်